Manchester United ရဲ့ကနဝင်တောင်ပန်ကစားသမား Luis Nani အားလုံးပဲမင်္ဂလာပါခင်ဗျာ Wayne Stu Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် Luis Nani ဆိုတာတစ်ချိန်က Manchester United အသင်းအတွက်အစွမ်းကုန်ပေးဆက်ကစားခဲ့တဲ့ကနဝင်ကစားသမားတူဖြစ်ပါတယ် Manchester United ရဲ့တောင်ပန်မှာပြိုင်ဘက်ကစားသမားတွေကိုလှလှပပကြော်ဖြတ်ပြနိုင်ပြီးအမှုပညာမြောက်တဲ့ဂိုးတွေကိုသွင်းယူပေးခဲ့သူပါ Luis Nani ဟာနီးစနစ်ပိုင်းလျင်မြန်ဖြတ်လန့်မှုအလိမ်အခေါက်တွေနဲ့ဂိုးသွင်းစွမ်းရည်မြင့်မားတဲ့အဖိုးတန်ကစားသမားတစ်ယောက်ဖြစ်ပါတယ်ဂိုးသွင်းယူပြီးတိုင်းမှာလှပတဲ့နောက်ကျောတို့အောင်ပွဲခံပုံကလည်း United ပရိသတ်တွေယနေ့အထိတိုင်းမေးမရနိုင်တဲ့အမှတ်တရတစ်ခုဖြစ်ပြီးဒီလိုအောင်ပွဲခံတဲ့ပုံစံက Luis Nani ရဲ့အမှတ်အသားတစ်ခုလည်းဖြစ်ပါတယ်။ Manchester United အသင်းကို Sporting Lisbon အသင်းကနေစတင်ပြောင်းရွှေ့လာခဲ့ပြီးနီးပြကြီးဖာဂူဆန်ရဲ့စိတ်ကြိတ်ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ Nani ရဲ့ဘောလုံးဆွဲရည်တွေကပြိုင်ဘက်ကစားသမားတွေကိုငုတ်တုံးမိသွားအောင်လှည့်စားတတ်ပြီးတကူတော်ထိုးပေါက်မှုတွေကလည်း Manchester United ပရိသတ်တွေရဲ့အသေးဆွဲဖြစ်ခဲ့ပါတယ်။ Luis Nani ကို1986ပေါ်တူဂီနိုင်ငံအမာဒူရာမှာမွေးဖွားခဲ့ပြီးငယ်စဉ်ကတည်းကဘောလုံးအားကစားကိုဝါသနာပါသူတစ်ယောက်ဖြစ်ပါတယ်။2005-2006ရာသီမှာပေါ်တူဂီလီ Sporting Lisbon အသင်းမှာသူရဲ့ Professional ကစားသမားဘဝကိုစတင်ခဲ့ပါတယ်။ပေါ်တူဂီသားကြီးကပေါ်တူဂီမြေပေါ်မှာထူးခြားတဲ့ခြေစွမ်းတွေကိုစတင်ပိုင်ဆိုင်ခဲ့ပြီး Sporting Lisbon အသင်းအတွက်အားထားရတဲ့ကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီးတိုက်စစ်ကိုအကောင်ဆုံးကူညီပံ့ပိုးနိုင်တယ်လို့အဖိုးတန်ဂိုးတွေကိုလည်းသွင်းယူပေးနိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်ကတည်းက United နီးပြကြီးဖာဂူဆန်ကနာနီရဲ့ခြေစွမ်းတွေကိုလေးလာဆောင်ကြည့်နေခဲ့တာဖြစ်ပြီးတခြားဥရောပအသင်းကြီးတွေကလည်းနာနီကိုခေါ်ယူဖို့စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။ Sporting Lisbon အသင်းနဲ့နှစ်တာဖြတ်တန်းခဲ့ပြီးပေါ်တူဂီဘီရင်ဖလားကိုရရှိအောင်ဆွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။2009-2008ရာသီမှာတော့ Manchester United အသင်းကိုစတင်ပြောင်းရွှေ့လာခဲ့ပြီး Luis Nani ရဲ့ကစားသမားဘဝအတောက်ပဆုံးအချိန်ကာလတစ်ခုကိုဖြတ်တန်းခဲ့ရတာဖြစ်ပါတယ်။အဲဒီနှစ်ကာလတွေမှာ Manchester United အသင်းဟာနီးပြဖာဂူဆန်ရဲ့လက်ထက်မှာအရှိန်ဟုန်ပြပြင်းတောင်းလောင်နေတဲ့အသင်းဖြစ်ပြီးကမ္ဘာကလပ်အသင်းကြီးတွေကပါသတိထားရတဲ့အထိခြေစွမ်းထက်မြက်ခဲ့ပါတယ်။ Luis Nani ရောက်ရှိလာချိန်မှာတော့ United အသင်းဟာပုံမပြည့်ပြည့်စုံတဲ့အသင်းဖြစ်ခဲ့ပြီးချန်ပီယံဆုတံဆိပ်တွေကိုစိန်ခေါ်နိုင်စွမ်းရှိခဲ့ပါတယ်။ Luis Nani ဟာ United အသင်းမှာဂုတ်ကြီး Ronaldo, Rooney, Ryan Giggs, Bosco လိုဒိတ်ဒိတ်ကျေကစားသမားတွေနဲ့တွေ့ကစားခွင့်ရခဲ့ပြီးအကောင်းဆုံးခြေစွမ်းတွေကိုပြသနိုင်ခဲ့ပါတယ်။ Luis Nani က United အသင်းရဲ့တိုက်စစ်ကိုအကောင်းဆုံးပံ့ပိုးကူညီနိုင်ခဲ့ပြီးတကူတော်ထိုးဖောက်ပြီးအမှတ်မတင်ကန်သွင်းချက်တွေကလည်းပြိုင်ဘက်အသင်းတွေကိုအကောင်းဆုံးထိုးနှက်နိုင်ခဲ့ပါတယ်။ Luis Nani ရဲ့ free kick ကန်သွင်းချက်တွေကလည်းလှပတည်သက်ခဲ့ပြီး United အတွက်အဖိုးတန်ဂိုးတွေဖြစ်ခဲ့ပါတယ်။ Luis Nani ကပေါ်တူဂီနိုင်ငံအသင်းအတွက်အဖိုးတန်ကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီးနိုင်ငံအသင်းမှာထိပ်တန်းခြေစွမ်းတွေကိုပိုင်ဆိုင်ခဲ့ပါတယ်။ Cristiano Ronaldo နဲ့အတူတူပေါ်တူဂီအသင်းမှာအကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပြီး2016ယူရိုဖလားချန်ပီယံဖြစ်စီခဲ့ပါတယ်။ Manchester United အသင်းနဲ့အတူအကောင်းဆုံးတောက်ပခဲ့ပြီး2009-2008ရာသီမှာသူရဲ့ပထမဆုံးချန်ပီယံလိဖလားကိုထထိုက်တတန်းသိမ်းပိုက်နိုင်ခဲ့ပါတယ်။ Luis Nani ဟာ Manchester United အသင်းနဲ့ဆယ်စုနှစ်တစ်ခုနီးပါးဖြတ်တန်းခဲ့ပြီးစူဖလားတွေများစွာသိမ်းပိုက်နိုင်ခဲ့ပါတယ်။ United အတွက် Premier League ဖလား၄ကြိမ်၊ချန်ပီယံလိဖလားတစ်ကြိမ်၊ EFL Cup 2ကြိမ်နဲ့တခြားစူဖလားတွေကိုလည်းသိမ်းပိုက်နိုင်ခဲ့ပြီး United ရဲ့သမိုင်းမှာခမ်းနားကြီးကျယ်တဲ့ကနဝင်ကစားသမားတစ်ယောက်အဖြစ်သမိုင်းတွင်ခဲ့ပါတယ်။